ရှေးဟောင်းအာရက်တိုင်းပြည်ရဲ့တဲကန်တာရဲထဲမှာအဂရာဘာလို့ခေါ်တဲ့မြို့တော်ကြီးတစ်ခုရှိပါတယ်။ဒီမြို့ရဲ့လမ်းကြောင်းလေးတွေထဲမှာလမ်းဘေးကျွတ်လူတွေကနှိမ်ခိုကြတဲ့ကောင်လေးတစ်ယောက်ရှိခဲ့ပါတယ်။သူကဝမ်းရည်အကြောက်ခိုးယူတတ်ပေမဲ့သူ့ရဲ့နှလုံးသားကတော့ရွှေလိုတောက်ပနေသူဟာ။သူခိုးယူလာတဲ့အစားအစာကိုရောင်စာလောင်နေတဲ့ကလေးငယ်တွေကိုပြန်လည်မျှဝေပေးတတ်သူပေါ့။ညရောက်တဲ့အခါတိုင်းနန်းတော်ကြီးကိုငေးမော်ရင်သူ့ဘဝအပြောင်းလဲကိုအိမ်မက်မက်နေရှာပါတယ်။ကံကြမ္မာကဖန်လာတဲ့တနေ့မှာတော့လမ်းဘေးကသူရဲကောင်းလေးဟာရုပ်ဖြတ်ထားတဲ့မင်းသမီးလေးနဲ့ဆုံတွေ့ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့အချစ်ဆက်လမ်းမစခင်မှာပဲနန်းတော်အဆောင်လေးရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတော့တယ်။အချုပ်ခန်းရဲ့အမှောင်ထူထဲမှာလျှို့ဝှက်စမ်းကြဲတဲ့အဖိုးအိုတယောက်ပေါ်လာပြီးကမ်းလန်းချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။လွတ်လပ်မှုနဲ့စီးစိမ်ဥစ္စာလိုချင်ရင်တဲကန်တာရတဲ့ကကူတစ်ခုစီလိုက်ခဲ့ရမယ်။ဒီလိုနဲ့သူ့ရဲ့ကံကြမ္မာအတွက်ခရီးရှည်ကြီးစတင်มาတော့တယ်။တဲကန်တာရအသွင်းမှာရှိရဲ့တေမင်းတမန်ကြားကောင်းလိုင်ကိုကြီးဟာရဲရင်သူတေလောက်ကိုစောင့်နေကြပါတယ်။ကူအသွင်းမှာရွှေငွေရတနာတွေတောင်းလို့ပုံနေပေမဲ့ထူရှာနေတာဒါတွေမဟုတ်ပါဘူးအဖိုးအိုရှာခိုင်းလိုက်တဲ့ဖုန်တနီရမီးကွက်အိုလေးတစ်လုံးတဲ့ပါမီးကွက်ကိုလက်လန်းလိုက်တဲ့အချိန်မှာပဲလှိုင်ကိုကြီးဟာတုန်ခါသွားပြီးပြိုကျလာပါတော့တယ်လွတ်ဖွလန်းရှာရင်မီးခွက်ကိုမတော်တဆပွက်မိလိုက်တဲ့အခါအန်ဩဝရအပြာရောင်အလန်းတန်းကြီးနဲ့အတူနှစ်ပေါင်းထောင်ကြီးပိမိမိရဲ့မီးခွက်ဆောင်ဘီလူကြီးပေါ်ထွက်လာခဲ့ပါတယ်။သူကကြောက်စရာဘီလူတကောင်မဟုတ်ပါဘူး။ခင်မင်စရာကောင်းတဲ့မိဆူကြီးတစ်ယောက်ပါ။ဘီလူကြီးရဲ့အကူအညီနဲ့တေမင်းနှုတ်ခမ်းဝါးကနေလွတ်မြောက်ခဲ့ပါတယ်။ကော်စုံပြန်ကြီးအပေါ်ကနေအဂရာဘာမြို့တော်ကြီးကိုပြန်မြင်လိုက်တဲ့အချိန်မှာသူရဲကောင်းလေးကဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်။မင်းသမီးလေးနဲ့တန်တူထိဖို့သူ့ရဲ့ပထမဆုံးဆူတောင်းကိုတောင်းလိုက်ပါတော့တယ်။မှုံစွမ်းအင်းတွေပောက်ကွဲသွားပြီးနောက်လမ်းဘေးကကောင်လေးဟာခန်းနားထဲဝါတဲ့မင်းသားအဖြစ်ပြောင်းလဲသွားပါသည်။ကော်စုံပြန်ကြီးစီးပြီးမင်းသမီးလေးစီကိုရောက်လာခဲ့တယ်။ဒီတခါတော့သူတို့နှစ်ယောက်ဟာကျေရောင်ရှုံနဲ့ကောင်းကင်အောက်မှာလွတ်လပ်စွာစုံစည်းနိုင်ခဲ့ကြပါပြီ။ဒါပေမဲ့ပျော်ရွှင်ခြင်းမကြလိုက်ပါဘူး။မကောင်းဆိုးဝါအမော်စရာကမီးခွက်ကိုလူယူသွားတဲ့အခါမီးခွက်ပိုင်ရှင်ပြောင်းသွားတာနဲ့ဘီလူကြီးလည်းမကောင်းဆိုးဝါရဲ့လက်အောက်ကိုရောက်သွားရပါပြီ။ဒါပေမဲ့မင်းသားကအရှုံးမပေးပါဘူး။သူ့ရဲ့တတိကိုတုံးပြီးပြန်လဲတိုက်ခိုက်ခဲ့တယ်။တစ္ဆာရှိတဲ့ကော်စုံပြန်ကြီးရဲ့အကူအညီကြောင့်မင်းသမီးလေးမီးခွက်ကိုပြန်လဲရယူနိုင်ခဲ့တယ်။နောက်ဆုံးမှာတော့မကောင်းဆိုးဝါမော်စရာကြီးဟာအဝေးကိုလွင့်စင်သွားပါတော့တယ်။မော်စွမ်းအင်ကြောင့်မဟုတ်ပဲအချစ်စစ်နဲ့တစ္ဆာတရားကအရာအားလုံးကိုအောင်မြင်ခဲ့ပါပြီ။သူတို့နှစ်ဦးနဲ့အတူဇလန်ပွန်ပင်လီကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။